အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မိတ်ဆွေအားလုံးအတွက်ပတ်စံအတွက်အလုပ်လုပ်နေရတဲ့ဘဝကနေပတ်စံကိုကိုယ့်အတွက်ပြန်အလုပ်ခိုင်းတဲ့ဘဝကိုပြောင်းလဲနိုင်မဲ့နည်းလမ်းအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်လူများစုဟာဝင်ငွေရဖို့အတွက်အချိန်နဲ့ခွန်အားကိုရောင်းချနေရတဲ့ကြွက်ပြေးလန်းထဲမှာပိတ်မိနေကြပါတယ်ဒီအချိန်ကနေရုံထွက်ပြီးပတ်စံကိုကိုယ့်နောက်လိုက်အောင်လုပ်နိုင်ဖို့ကအလုပ်ကြိုးစားရုံနဲ့မပြီးပါဘူးဒါဟာဘီလီယံနာတွေရဲ့လွတ်ဝက်ချက်ဖြစ်ပြီးသူတို့လိုတွေးခေါ်ပုံ mindset ကိုပြောင်းလဲဖို့လိုအပ်ပါတယ်။တာမန်လူများပြင်းနေချိန်မှာဘီလီယံနာတထေးတွေဘာလုပ်နေလဲ။လူများစုကခက်ခက်ခဲခဲစူးစမ်းရင်ချမ်းသာမယ်လို့ယုံကြည်ကြပါတယ်။ဒီယူဆကမှန်ပေမဲ့ချမ်းသာတဲ့သူတွေကကိုယ်ခန္ဓာအားစိုက်ထုတ်မှုနဲ့အချိန်ကိုရင်းနှီးတာထက်အုံနောက်ကိုအစွမ်းကုန်အသုံးချပြီးစနစ်တစ်ခုတည်ဆောက်ခဲ့ကြပါတယ်။မိတ်ဆွေလည်းအခုကစပြီးချမ်းသာသူတွေလိုတွေးခေါ်နိုင်ဖို့အချက်၃ချက်ကိုတင်ပြပေးပါမယ်။၁အချိန်ကိုစုဆောင်းနိုင်တဲ့လက်နက်တစ်ခုလိုသုံးပါ။ဒါမှန်လူတွေဟာတဏှာကြီးလှုပ်အားအတွက်တဏှာကြီးစာငွေကိုရပါတယ်။ဒါဟာကိုယ့်ရဲ့အချိန်နဲ့ဝင်ငွေကိုတိုက်ရိုက်လဲလှယ်နေတာဖြစ်ပါတယ်။ဒါပေမဲ့ချမ်းသာသူတွေကသူတို့ရဲ့အချိန်ကိုမယောင်းစားပဲတစ်ချိန်တစ်ခါလောက်အချိန်ယူပြီးစနစ်တစ်ခုတည်ဆောက်လိုက်ပါတယ်။ဥပမာအမေဇုံပိုင်ရှင်ဂျက်ဘေးဆော့ဟာကုန်ပစ္စည်းတွေကိုတစ်ခုချင်းစီထုတ်လုပ်ပြီးရောင်းနေတာမဟုတ်ပဲသူ့ရဲ့ online အယောင်စနစ်ကိုတည်ဆောက်ခဲ့ပါတယ်။အခုဆိုရင်အဲ့ဒီစနစ်ကသူအိတ်နေချိန်ခရီးသွားနေချိန်ဒါမှမဟုတ်အားလက်ချိန်တွေမှာတော့ငွေတွေအလိုလျောက်ဝင်နေအောင်အလုပ်လုပ်ပေးနေပါတယ်။သင်ယူစရာတစ်ခါသာအားထုတ်ရပြီးနှစ်ပေါင်းများစွာအလိုလျောက်ဝင်ငွေဖန်တီးပေးနိုင်မယ် passive income အလိုလျောက်ဝင်ငွေစနစ်များကိုတည်ဆောက်ပါ။နှစ်အုံနောက်ကိုမောင်းနှင်ပြီးဖြည့်ရှင်းနိုင်မဲ့ပြဿနာတစ်ခုကိုရှာပါလူများစုဟာငါဘလို့ပတ်စံရှာမလဲဆိုတာကိုပဲတွေးနေကြပါတယ်ဒါပေမဲ့အောင်မြင်သူတွေကတော့လူတွေရဲ့ဘယ်ပြဿနာကိုဖြည့်ရှင်းပေးနိုင်မလဲဆိုတာကိုအာရုံစိုက်ခဲ့ကြပါတယ် Airbnb company ရဲ့ပိုင်ရှင်တွေဟာ San Francisco မှာအိမ်လခပေးဖို့ခက်ခဲတဲ့အခြေအနေကစတင်ခဲ့တာပါဟိုတယ်တွေပြည်နေတဲ့ပြဿနာတွေကိုတွေ့ခဲ့ပြီးနောက်သူတို့ရဲ့တိုက်ခန်းတွေကလေတိုးမွေရာကိုငှားရမ်းဖို့စိတ်ကူးရခဲ့ပါတယ်ခရီးသွားတွေအတွက်ဈေးသက်သာပြီးနေရာပိုရတဲ့တဲကိုကန်လိုချင်တဲ့ပြဿနာကို online platform တစ်ခုနဲ့ဖြည့်ရှင်းပေးလိုက်တာဟာဒေါ်လာဘီလီယံနဲ့ချီတဲ့ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်။ Airbnb company ဟိုတယ်ပြည်နေတဲ့အခါနေရာထိုင်ခင်းရဖို့ခက်ခဲတဲ့ပြဿနာကိုဖြည့်ရှင်းပေးခဲ့ပါတယ်။ Uber Grab company တက်စီငှားရတာခက်ခဲပြီးဈေးနှုန်းမမှန်တဲ့ပြဿနာကိုဖြည့်ရှင်းပေးခဲ့ပါတယ်။တင်ယူစရာမိတ်ဆွေနေထိုင်တဲ့ပတ်ဝန်းကျင်ဒါမှမဟုတ်မိတ်ဆွေကျွမ်းကျင်တဲ့နယ်ပယ်မှာဘလို့ပြဿနာတွေရှိနေလဲဆိုတာကိုစတင်ရှာဖွေပါပြဿနာကြီးလေးလေးဖြေရှင်းနိုင်ရင်ရရှိနိုင်မဲ့ဝင်ငွေကပိုကြီးလေးလေးဖြစ်ပါတယ်မိတ်ဆွေရဲ့အုံနောက်ကိုအသုံးချပြီးပြဿနာကိုဖြေရှင်းပေးနိုင်တဲ့ဝန်ဆောင်မှုကုန်ပစ္စည်းဒါမှမဟုတ်စနစ်တစ်ခုကိုဖန်တီးလိုက်ပါငွေရှာမဲ့ပန်းနိုင်ထက်တင်ယူခြင်းကိုဦးစားပေးပါတာမန်လူတွေကချက်ချင်းငွေရမယ်အလုပ်ကိုပဲလုပ်ချင်ကြပါတယ်။ဒါပေမဲ့အောင်မြင်တဲ့သူတွေကငွေရှာတာထက်တင်ယူခြင်းကိုရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ Warren Buffett ဟာနေ့တိုင်းစာအုပ်တွေစာတမ်းတွေအများကြီးဖတ်ပြီးရင်းနှီးမြှုပ်နှံမှုပညာကိုတသက်တာလုံးတင်ယူခဲ့တာကြောင့်ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲမှာပါဝင်လာတာပါ။အခုလုပ်နေတဲ့အလုပ်အပေါ်အမြင်ပြောင်းပါဒီလုပ်ကနေငွေဘယ်လောက်ရလဲမစင်စားပါနဲ့ဒီလုပ်ကနေတင်ယူနိုင်တဲ့အတွေ့အကြုံကျွမ်းကျင်မှုနဲ့ဆက်ဆံရေးတွေဘာတွေရှိလဲဆိုတာကိုပဲစဉ်းစားပါပညာရေးကိုရင်းနှီးမြှုပ်နှံခြင်းဟာငွေကြေးကိုရင်းနှီးမြှုပ်နှံခြင်းတဲ့အစားပေါင်းမြောက်များစွာပိုပြီးအကျိုးရှိပါတယ်ပတ်စံနောက်လိုက်ရတဲ့ဘဝကနေလွတ်မြောက်အောင်လှမ်းရမယ်လက်တွေ့ကြတဲ့အဆင့်များပတ်စံနောက်လိုက်ရတဲ့ဘဝကနေလွတ်မြောက်ပြီးကိုယ်ပိုင်လွတ်လပ်မှု financial freedom ကိုရဖို့အတွက်ဒီချက်တွေကိုစနစ်တကျလိုက်နာပါ1ကိုယ့်ရဲ့ငွေကြေးစိတ်နေစိတ်ထားကိုပြုပြင်ပြောင်းလဲပါအမြင်ပြောင်းပါပတ်စံကိုရန်သူလို့မမြင်မဲ့မိတ်ဆွေရဲ့ဘဝကိုပိုကောင်းအောင်ဖန်တီးပေးမဲ့ကရိယာတစ်ခုလို့သဘောထားပါပညာရေးကိုယဉ်နှီးမြှုပ်နှံပါငွေကိုစနစ်တကျစီမံခန့်ခွဲတတ်မှသာပတ်စံကတင်စီကိုစီဝင်လာမှာပါငွေကြေးဆိုင်ရာဗဟုသုတတွေစာအုပ်တွေကိုလေ့လာပါနှစ်ငွေကိုစနစ်တကျစီမံခန့်ခွဲပြီးကိုအရင်ပေးချေပါအကျွေးရှင်းလင်းရေးအတိုးနှုံးများတဲ့အကျွေးတွေဟာတင့်ရဲ့ငွေကြေးလွတ်လပ်မှုအတွက်အကြီးမားဆုံးရန်သူဖြစ်လို့အမြန်ဆုံးဆက်ဖို့ဦးစားပေးပါဘတ်ဂျက်ရေးဆွဲခြင်းဝင်ငွေထွက်ငွေကိုအသေးစိတ်မှတ်တမ်းတင်ပြီးမလိုအပ်တဲ့နေရာတွေကိုဖြတ်တောက်ပါအရင်ဆုံးကိုပေးချေပါ
ဝင်ငွေရတာနဲ့အနည်းဆုံး15ရာခိုင်နှုန်းဖြစ်နိုင်ရင်30ရာခိုင်နှုန်းသို့မဟုတ်50ရာခိုင်နှုန်းကိုအရင်ဆုံးစုဆောင်းဖို့ရင်းနှီးမြှုပ်နှံဖို့အတွက်ဖယ်ထားပါကျန်တဲ့ပတ်စံနဲ့သာနေတက်အောင်လေ့ကျင့်ပါ3ဝင်ငွေလမ်းကြောင်းတစ်ခုထပ်မကဖန်တီးပါအပေါ်ဝင်ငွေရရှိအောင်လုပ်ပါလက်ရှိအလုပ်အပြင်ပတ်တိုင်းအလုပ် online ဝန်ဆောင်မှုသို့မဟုတ်အသေးစားစီးပွားရေးတစ်ခုကိုစတင်ပါpassive income ဖန်တီးပါရင်းနှီးမြှုပ်နှံမှုတွေအိမ်ချမ်းမြေငှားရမ်းမှုတွေဒါမှမဟုတ် online digital ပစ္စည်းများရောင်းချတာမျိုးတွေကနေအလုံးမလုံးပဲငွေဝင်နိုင်တဲ့နည်းလမ်းတွေကိုလေ့လာပါကိုယ်ပိုင်စီးပွားရေးတစ်ခုစတင်ပါကိုယ်တိုင်စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်းဟာအလုပ်လုပ်ရုံထက်ငွေကိုပိုပြီးမြန်မြန်ပွားများစေနိုင်ပါတယ်ကိုယ်ပိုင်စီးပွားရေးကိုလုပ်ကိုင်နိုင်တဲ့စွန့်ဦးတီထွင်စိတ်ကိုမွေးမြူပါ၄အနာဂတ်အတွက်အင်ဂျင်တက်ဆင်ပါပတ်စံကမိတ်ဆွေအတွက်အလုပ်လုပ်ပေးနိုင်ဖို့ရင်းနှီးမြှုပ်နှံမှုလိုအပ်ပါတယ်ဒါဟာကိုယ်တိုင်စပိန်နေရတဲ့ဘဝကနေစပိန်ကိုအလိုလျောက်သွားစေမယ်အင်ဂျင်တက်ဆင်ခြင်းပဲဖြစ်ပါတယ်ရင်းနှီးမြှုပ်နှံမှုစွမ်းအားအစုရှယ်ယာ stock တွေမှာပုံမှန်ရင်းနှီးမြှုပ်နှံပါအချိန်ကြာလာတာနဲ့အမြတ်ကနေအမြတ်ပြန်ရတဲ့စွမ်းအားကတင်ရဲ့ငွေကြေးကိုအဆမတန်တိုးပွားစေပါလိမ့်မယ် lifestyle inflation ကိုရှောင်ပါဝင်ငွေတိုးလာတိုင်းအသုံးစရိတ်တွေကိုအပြိုင်တိုးလိုက်တာကိုရှောင်ပါလာစာတက်ပြီးမဲ့အိမ်လာကနဲ့ကားအသစ်အရစ်ကြပေးနေရတာတွေတိုးလာလို့ငွေကြေးလွတ်လပ်ခွင့်နဲ့ပိုဝေးသွားတတ်ပါတယ်ဝင်ငွေတိုးလာရင်တင်ရဲ့ရင်းနှီးမြှုပ်နှံမှုရာခိုင်နှုန်းကိုသာပိုမိုတိုးမြင့်လိုက်ပါမိတ်ဆွေရဲ့အနာဂတ်ကိုကိုယ်တိုင်ရေးဆွဲပါငါအသက်ကြီးလာတဲ့အခါနောင်တရမလားလို့တင့်ကိုတင်မိပါအဖြေကရမှာပါဆိုရင်အခုပဲစတင်လိုက်ပါအသက်50 60ရောက်တဲ့အခါငွေကြောင့်မလုတ်ချင်တဲ့အလုပ်ကိုနေစဉ်သွားလုပ်နေရအောင်မလားဒါမှမဟုတ်ဒီနေ့အချိန်ကစပြီးအနာဂတ်မှာတင့်အတွက်အလိုလျောက်ငွေရှာပေးနိုင်တဲ့စနစ်တစ်ခုကိုစတင်တည်ဆောက်မလားကြီးမားတဲ့ပန်းနိုင်တွေကိုတစ်ချိန်တည်းလုပ်ဖို့မကြိုးစားပါနဲ့အမြဲတမ်းသိငယ်တဲ့ခြေလမ်းတွေကနေစတင်ပါအရေးကြီးဆုံးကတော့ရှက်ချင်းကြောက်ချင်းမရှိပဲတင်လုံနိုင်တာမှန်သမျှကိုလုပ်ပြီးပထမဆုံးဝင်ငွေကိုရှာဖွေပါမိတ်ဆွေဟာမိတ်ဆွေရဲ့ဘဝအချိန်ကိုလွတ်လပ်စွာပိုင်ဆိုင်နိုင်ဖို့အတွက်အခုလက်ရှိစူးစမ်းနေတာပါချမ်းသာကြွယ်ဝမှုဟာကံကောင်းမှုတသက်မဟုတ်ပါဘူးတစ်ပြဿနာတစ်ခုကိုဖြေရှင်းတဲ့စိတ်ကူးကိုပိုင်ဆိုင်ခြင်းနှစ်ဘသူမှမယုံကြည်တဲ့စိတ်ကူးကိုမကြောက်မရွံ့လက်တွေ့လှုပ်ဆောင်ခြင်းသုံးစူးစမ်းရုန်းကန်ပြီးလဲကြတိုင်းပြန်ထနိုင်ခဲ့ခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်ခက်ခက်ခဲခဲစူးစမ်းရင်ချမ်းသာမယ်ဆိုတဲ့အယူဆကမှန်ပေမဲ့ဉာဏ်ပညာရှိရှိနဲ့စူးစမ်းဖို့ကပိုပြီးအရေးကြီးပါတယ်မိတ်ဆွေရဲ့အချိန်စွမ်းအင်နဲ့အုံနောက်ကိုငွေရှာတဲ့ဆက်တစ်ခုလိုအသုံးချလိုက်ပါမိတ်ဆွေအသက်60ရောက်တဲ့အခါငါသာအစာကလေးကစူးစမ်းခဲ့ရင်ဆိုပြီးနောင်တရမယ်အစားငါဟာငငယ်ကလေးကဒီလိုစူးစမ်းခဲ့လို့အခုလိုလွတ်လပ်တဲ့ဘဝကိုပိုင်ဆိုင်နေပြီလို့ပြောနိုင်ဖို့အတွက်အခုပဲထပြီးစတင်လိုက်ပါဒီချက်တွေကိုလိုက်နာကျင့်သုံးမယ်ဆိုရင်ပတ်စံနောက်ကိုလိုက်နေရတဲ့ဘဝကနေလွတ်မြောက်ပြီးငွေကိုကိုယ်နောက်လိုက်လာအောင်စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်ဒါဟာတညရဲနဲ့ပြီးသွားမယ့်ကိစ္စမဟုတ်ပဲအချိန်ပေးပြီးဇွဲရှိရှိစူးစမ်းရမယ်ခရီးရှည်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဒီခရီးရဲ့အဆုံးသတ်မှာမိတ်ဆွေလိုချင်တဲ့လွတ်လပ်မှုနဲ့ပျော်ရွှင်မှုကိုရရှိမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်